အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဝေယံပါကျွန်တော်တို့ရဲ့အောင်မြင်ခြင်းကြားရှုံးခြင်းဆိုတာအရင်ချင်းကြောင်းမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်နေစိတ်ထား mindset တစ်ခုအပေါ်မှာပဲအများကြီးမူတည်ပါတယ်ကဘာကျော်စိတ်ပညာရှင်ကာရိုဒရက်ကတော့အကြမ်းမြင့်အပြင်စိတ်နေစိတ်ထားနှစ်မျိုးရှိရလို့ဆိုပါတယ်သင်ကဘယ်တစ်မျိုးကိုကန်ဆွဲထားလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်အောင်ဗျာနံပါတ်1 face mindset ဘောင်ခတ်ထားတဲ့စိတ်ဒီလိုစိတ်မျိုးရှိတဲ့သူတွေဟာသူတို့ရဲ့အရေးချင်းဉာဏ်ရည်နဲ့ပါရမီဆိုတာကမွေရပါပဲဒီဉာဏ်ရည်အရေးချင်းပါရမီဆိုတာကပြောင်းလဲလို့မရဘူးလို့သူတို့ကယုံကြည်ထားကြတယ်စိန်ခေါ်မှုတွေကိုရှောင်လွှဲတတ်ကြတယ်ဘာကြောင့်လဲဆိုရင်သူတို့ကရှုံးမှကိုကြောက်လို့ပါပဲအခက်ခဲတွေကိုအလွယ်တကူလက်လျှော့တတ်ကြပါတယ်အမြင့်ငါကဒါမျိုးမတက်ဘူးငါမှပါရီမပါဘူးလို့တွေးလိရှိတယ်ရလက်နေရာမှာတင်ရက်နေတက်ပြီးတိုးတက်မှုတွေနှွေးခွေးသွားပါတယ်growth mindset တိုးတက်လို့စိတ်ဒီလိုစိတ်ရှိတဲ့သူတွေကြတော့စူးစမ်းအားထုတ်မှုလေးလာမှုနဲ့တင်ယူမှုတွေမှာတဆင်ဘယ်ရမဆိုတိုးတက်အောင်လုပ်လို့ရတယ်လို့ယုံကြည်ပါတယ်စိန်ခေါ်မှုတွေကြုံလာတဲ့အခါဝမ်းသာအားရနဲ့လက်ခံတယ်ဒါကတိုးတက်ဖို့အခွင့်အရေးလို့မြင်တယ်ဘလောက်ပဲအခက်ခဲတွေရှိနေပါစေကိုလိုချင်တဲ့ပန်းနိုင်ကိုမရောက်မရှင်ဇွဲမဲလျှော့ပဲစူးစမ်းကြတယ်အမြင့်ငါမတက်သေးတာတင်ယူတက်မှာပဲလို့တွေးကြတယ်ရလက်အောင်မြင်မှုအသစ်တွေကိုအမြဲရှာဖွေနိုင်ပြီးဘဝမှာအမြင့်ကိုရောက်ကြပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ mindset ကိုဘယ်လိုပြောင်းမလဲမလုံနိုင်ဘူးဆိုတဲ့စကားရဲ့နောက်မှာသေးဘူးဆိုတဲ့စကားလုံးလေးထည့်လိုက်ပါဥပမာငါဒါကိုမလုံတတ်သေးဘူးရှုံးနိမ့်မှုကိုသင်ခန်းစာလို့မြင်ပါရလက်ထက်စူးစမ်းမှုဖြစ်စဉ် process ကိုပို့ပြီးတန်ဖိုးထားပါသင်ရဲ့အုံနောက်ကကြွက်သားတစ်ခုလိုပါပဲလေ့ကျင့်ပေးလေပို့ပြီးတန်မာလာလေပါပဲကိုကဘယ်လို mindset မျိုးနဲ့ရှင်သန်နေတာလဲဆိုတာကိုအောက်မှာ comment ရေးခဲ့ပေးလို့ရပါတယ်။တာယာပျော်ရှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။